ရုံးရည်ကိုကြည့်ပြီးတော့အားပေးတဲ့ပရိသတ်တွေအကြောင်းအားနည်းချက်တွေပြုပြင်သွားတော့မဲ့ဝေလာရီမင်္ဂလာပါပရိသတ်လေးတို့ရဲ့One Daily Channel ကနေကြိုဆိုလိုက်ပါရရှင်ဝေလာရီကတော့ချစ်ဆောင်ကောင်းပြီးတော့နန်းဆန်တဲ့ရုပ်ရည်ကိုပိုင်ဆိုင်ထားတဲ့မင်းသမီးတက်လက်ပါအနုပညာလောကဝင်ရောက်လာတာသိမကြသေးပေမဲ့သူ့ရဲ့ပြည်ပြင်းတဲ့တယောက်ဆောင်ချက်တွေကြောင့်အချိန်ခဏလေးအတွင်းအောင်မြင်တဲ့မင်းသမီးတက်လက်ပြစ်လာခဲ့ပြီလည်းဖြစ်ပါတယ်ဝေလာရီကနင်းစီဆိုတဲ့ဇာတ်လမ်းတွေမှာမော်စီရဲကားရတာနဲ့ဝင်ရောက်ရိုက်ကွင်းရဲ့ပရိသတ်တွေကတတိထားမိခဲ့သလိုခုနောက်ပိုင်းရင်းနှသားခင်ခင်ကြီးရိုက်ကူးချိန်မှာဝေလာရီဆိုတာနဲ့မတိတဲ့သူမရှိတော့အောင်မြင်နေပြီလည်းဖြစ်ပါတယ်။ဝေလာရီကတော့အခုဆိုရင်ရုပ်ရှင်ဇာတ်ကားချင်းများစွာမှာမတူညီတဲ့ကာရိုက်တာတွေရိုက်ကူးရဲ့ပရိသတ်အားပေးမှုရအောင်ပို့ပြီးတော့စူးစမ်းနေခဲ့ပါပြီ။ရုပ်ရှင်ဇာတ်ကားတော်တော်များများမှာဝေလာရီကမပါမဖြစ်တဲ့အထိအောင်မြင်နေပေမဲ့ပုံစံမကြိုက်လို့ဝေဖန်သူတွေကလည်းရှိနေပါတယ်။ဝေလာရီကတော့တယောက်ဆောင်ကောင်းပေမဲ့ရုပ်ရည်ပိုင်းနဲ့ပေါ်ဒီပိုင်းမှာပရိသတ်တချို့ရဲ့ဝေဖန်တာကိုခံခဲ့ရပါတယ်။ပရိသတ်တွေကနန်းဆန်တဲ့မျက်နှာအသွင်ပြင်ကြောင့်ချစ်ခင်ကြပေမဲ့ဝေဖန်သူတချို့ကတော့မင်းသမီးဖြစ်ပြီးတော့ပုံတော်ချင်းဆိုပြီးတော့ပြောဆိုတာလည်းရှိပါတယ်။မဟာဆန်တဲ့မျက်နှာကြောက်ကိုပိုင်ဆိုင်ထားသလိုခဏကိုကလည်းဝါးတဲ့ထဲမှာပါပေမဲ့မင်းသမီးဖြစ်လာပေမဲ့မင်းသမီးဖြစ်ရလောက်အောင်မလှဘူးဆိုပြီးတော့ပရိသတ်ရဲ့ဝေဖန်တာကိုခံခဲ့ရဘူးသူလည်းဖြစ်ပါတယ်။အစားအသောက်ကိုခုံခုံမင်းမင်းစားတတ်တဲ့ဝေလာရီကတော့ခုချိန်ဝေးချနေခဲ့ပါပြီ။ဝါရီဆိုပြီးတော့ပရိသတ်တွေကပြောနေကြသလိုသူရဲ့ပုံစံကြောင့်မဲ့လှလွတ်လိုက်ရတဲ့ဇက်ကောင်းတွေလည်းရှိနေရမို့သူ့အနေနဲ့ပြင်းထန်ဝေးချနေခဲ့ပြီလည်းဖြစ်ပါတယ်။ပရိသတ်တွေကတော့အရင်ပုံစံပြည့်ပြည့်လေးနဲ့ကပိုကြည့်ကောင်းနေဆိုပြီးတော့ဝေးချတာအမပေးတဲ့ပရိသတ်တွေရှိပေမဲ့ဝေလာရီကတော့ဖက်ဖက်ကတွေ့ပြီးတော့ပြည့်စင်နေခဲ့တာလို့ဆိုပါတယ်။ဝေလာရီကတော့ခုကလေးကအစားတောက်တွေရှော့နေပြီးမှဝေးတော်ကျနေခဲ့ပါပြီ။ဝေလာရီကပြင်မာအရန်မွပေမဲ့ကင်မရာထဲရောက်ရင်အရန်ဝနေရမှုဝေးချခဲ့တာပါ။ပရိသတ်တော်များများကတော့သူ့ရဲ့မိမွေးတိုင်းဖြစ်တည်မှုကိုသဘောကျကြပေမဲ့ဝေလာရီကတော့ဝေဖန်တန်တွေကိုမခံစားနိုင်တော့မို့ဝိတ်ကိုပြင်းထန်ချခဲ့တာလည်းဖြစ်ပါတယ်။အခုတော့သူ့ရဲ့ခန္ဓာကိုယ်ကဖော်ရီရှမ်းမီလောက်ခံရတဲ့အထဲမှာမပါအောင်အတော်ပြောင်းလဲနေခဲ့ပါပြီ။ပိန်သွဲပြီးတော့ဘာဝဝလှနေတဲ့ပုံစံဖြစ်အောင်ပြောင်းလဲခဲ့ပြီးမြဝေလာရီကတော့ဒါနဲ့တွေမကျေနပ်နိုင်သေးပါဘူး။သူဟာဒီထက်ပိုပြီးတော့အောင်မြင်အောင်လုပ်အောင်မှာမို့ပရိသတ်ကြိုက်ဖြစ်စေမဲ့ပုံစံမျိုးထပ်ပြောင်းဖို့စီစဉ်ပြီးပြီလည်းဖြစ်ပါတယ်။မြန်မာနိုင်ငံကလူတော်တော်များများကမင်းသမီးဆိုရင်တယောက်ဆောင်ကောင်းမှုတဲ့ပြပြစုံတဲ့ချောင်းမမှုရှိဖို့ကအဓိကမို့သူ့အနေနဲ့နှိမ့်လေပဲရအောင်စူးစမ်းတော့မှာပါဝေလာရီကမင်းသမီးတယောက်ဖြစ်ဖို့တယောက်ဆောင်ကောင်းမှုကနံပါတ်1လို့ထင်ခဲ့ပေမဲ့ခုကတော့ပရိသတ်ကြိုက်လိုက်ပြီးတော့ရုပ်ရည်ကိုပြောင်းလဲဖို့ဆုံးဖြတ်လိုက်ပါပြီဝေလာရီကပြောစရာမလိုအောင်လာတဲ့ body ပိုင်ဆိုင်ပြီးပြီမို့လိုအပ်ချက်ရှိရဲ့မျက်နှာကိုပြုတ်ပြမှုပြင်ဆင်နေပြီလည်းဖြစ်ပါတယ်သူရဲ့မျက်နှာကခင်ခင်ကြီးလိုပုံစံနန်းဆန်တာနဲ့လိုက်ပေမဲ့တခြားပုံစံနဲ့ဆိုရင်မျက်နှာကြီးနေရမို့ပြုတ်ပြတော့မှာပါမျက်နှာကြီးကမတိတာအောင်ရှေ့စပင်ချကြပေမဲ့အမေဖြစ်သူကမကြိုက်တာမို့ဝေလာရီကတော့ခွဲစိတ်ဖို့စီစဉ်ပြီးပြီလို့ဆိုပါတယ်ဝေလာရီကတော့ကြံတဲ့စိတ်ပိုင်းနဲ့မခွဲစိတ်ပဲမေယိုကိုသာပြုတ်ပြမှာပါအတိကမျက်နှာသွဲဖို့အတိကမို့သူ့အနေနဲ့မေယိုခွဲရမှာလည်းဖြစ်ပါတယ်မေယိုခွဲရင်အနားယူဖို့တလား2လလောက်အချိန်ပေးရမှာမို့လို့သူ့အနေနဲ့2025တလပိုင်းလောက်လုပ်ဖို့စိတ်ကူးထားတယ်လို့ဆိုပါတယ်ခုလောလောဆယ်မှာရိုက်လက်ဆောင်ဇက်ကားတွေရှိနေတဲ့အားကြောင့်ခွဲဖို့မဖြစ်နိုင်သေးပဲ2025နှစ်စမှာခွဲစိတ်ပြုပြင်တော့မှာပါသူရဲ့တွင်းကတော့ပရိသတ်တချို့ကလက်မခံပေမဲ့ဝေလာရီကတော့တိတက်ကောင်းတဲ့အောင်မြင်မှုလိုချင်တာမို့နေလေပဲဖြစ်အောင်ကြိုးစားတော့မှလည်းဖြစ်ပါတယ်။ဟုတ်ကဲ့ပါဒီနေ့တော့ဒီလောက်နဲ့ရန်နာလိုက်ပြစေ။အခုလိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုနေ့စဉ်တင်ဆက်ပေးနေမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကိုလည်းအားပေးကြပါအောင်နော်။အဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းအထူးကျေးဇူးတင်ကြောင်းပြောကြားလိုက်ပါရစေရှင်။